ကဲဒီတစ်ပတ်မှာတော့အိမ်မှာလည်းနေ့လည်စာမချက်ဖြစ်တဲ့အတွက်စားနေကြဖြစ်တဲ့ဆိုင်လေးမှာ Thai style ချက်ခောက်ဆွဲကြော်ကိုတောက်စားဖြစ်ပါတယ်အခုဒါခောက်ဆွဲကြော်လို့ချက်တဲ့ခောက်ဆွဲကြော်ချက်တဲ့အဆင့်ကိုကြားတာဖြစ်ပါတယ်အပုံမျိုးကိုနိုင်ဝင်လာနေဘယ်အိုးကိုစီပူပေးတယ်ပြီးရင်ချက်ဥကိုခောက်ထဲတယ်အခုခောက်ထဲပြီးတဲ့အခါမှာတော့အခုဒါအရက် dash ကိုပေါ့နော် dash တချို့ကိုဒီကျဲပင်ပေါက်ကိုထည့်လိုက်ပြီပေါ့နော်ပြီးတော့ဒါကိုဒီကစီရဲ့ဒီအခုရဲ့အမအောင်ဘယ်အိုးကိုလှုပ်ပြီးတော့မှခင်းချက်အကျော်စရာတွေရဲ့ပညာပေါ့နော်အဲဒီပညာအတိုင်းတော့ချက်ပြတယ်အခုဒါပဲပင်ပေါက် dash တချို့ထပ်ပြီးတော့ထည့်လိုက်ပါတယ်ဒါလေးနည်းနည်းနွမ်းသွားရင်သိအနွမ်းကြီးလည်းမဟုတ်ဘူးနော်ပူသေးရောအနေတော်ရုံလေးကြော်တာပေါ့တိတ်ကြာသွားရင်လည်းအင်းသေးရကအစိမ်းပုံစံမထွက်တဲ့နဲ့နွမ်းတော့မှဆိုတော့ဒါပူနဲ့ပေးရုံတာပဲပြီးတာပေါ့နော်ပြီးတဲ့ခါကျတော့ကြက်သွန်မြစ်အစိမ်းကြီးခုနထည့်ပြသွားတယ်နော်အခုကျတော့ဒါ sauce တွေထည့်မဲ့ထည့်တာပေါ့နော် sauce ကတော့ညာရီထည့်မဲ့ dark soy sauce ထည့်မဲ့ light soy sauce ပေါ့နော်ညာရီအချီအနောက်တစ်မျိုးထည့်မယ်ပြီးတော့ခရူးစီထည့်လိုက်ပါတယ်ခရူးစီထည့်ပြီးတော့နောက်မှာခရူးစီထည့်ပြီးတဲ့နောက်မှာထည့်လိုက်တဲ့ sauce တွေနဲ့ခောက်ဆွဲတွေအမသွားအောင်စီတဲ့အပူအမသွားအောင်ပေါ့နော်စီကအကြော်ပြားကနေပြီးတော့မှမွေနောက်ပြီးတော့တဲကိုလှုပ်ပြီးတော့မှမိနစ်စက္ကန့်နိုင်နေကြော်ပါတယ်မကြခင်ပါပဲတိတ်ကိုစားကောင်းတဲ့အရာသာရှိတယ် Thai style ကြက်ကြဆုံးကြော်ကိုကြက်ခောက်ဆွဲကြော်ကိုရရှိပါတယ်ရပါပြီThai style ခောက်ဆွဲကြော်ပေါ့နော်ပစော်နဲ့ပန်လေး Thai style ပန်လေးကိုခေါ်ပါတယ်ကဲဒီ Thai style နဲ့ကြော်လှော်ထားတယ်ခောက်ဆွဲကြက်သားနဲ့ကြော်ထားတဲ့ခောက်ဆွဲကြော်လေးကတော့အငွေ့တလူလူနဲ့ပေါ့နော်အနံ့ရတာနဲ့ဒီကိုကတွင်းကိုလှိုက်ပြီးတော့မှစားချင်စိတ်ကိုနှိုးဆွပေးပါတယ်ဒီထဲမှာဘာပါလဲဆိုရင်ကြက်သားပါမယ်ကော်ဖီနော်ကော်ဖီပါမယ်ပြီးရင်ကျွန်တော်တို့ကနန်ပင်ပေါ့နော်နန်ပါမယ်ကြက်သွန်ပါတယ်ပြီးပါပေါင်းလည်းပေးပြားလားမသိဘူးပါလေးကနော်ပေးပြားပါပါလေကျွန်တော်တို့ဒီချက်စွပ်ပြုတ်ကတော့ဒါဆိုင်ရှင်အမကြီးကကျွန်တော်နဲ့ရင်းနှီးတဲ့အတွက်မြစ်တာနဲ့ပေါ့နော်အဖို့ဖြစ်တော့ထည့်ပေးတာဖြစ်ပါတယ်တကယ်တော့ဒီမလေးရှားခောက်ဆွဲကြော်ဒီဆိုင်တွေမှာစုကအဲ့လိုမျိုးပေးယူထုံးစံမရှိဘူးအများအားဖြင့်ကပတ်စံပေးပြီးတော့soup ကိုကျွန်တော်တို့တက်ဝယ်တောက်ရတာဖြစ်ပါတယ်အဲ့ဒီအတွက်လည်းဆိုင်ရှင်အမကြီးကိုကျေးဇူးတင်ပါတယ်ကဲ Thai style ကြက်ခောက်ဆွဲကြော်ဘယ်လောက်အရသာရှိလဲဆိုတာကျွန်တော်တို့အတူတူစားကြည့်အောင်ကျွန်တော်တို့မြန်မာပြည်မှာကြော်တဲ့ခောက်ဆွဲကြော်တွေနဲ့ဒီ Thai style နဲ့ကြော်တဲ့ခောက်ဆွဲကြော်တွေသူတို့ပြင်ဒီမလေးရှားမှာလည်း Thai style ပဲဖြစ်ဖြစ်မလေးရှား style ဖြစ်ဖြစ်ကြော်ထားတဲ့ခောက်ဆွဲကြော်တွေကဘာကွာခြားသွားလဲဆိုရင်ပေါ့နော်မြန်မာခောက်ဆွဲကြော်လေးနဲ့ဘာကွာသွားလဲဆိုရင်သူတို့ကအချိုဘက်ကိုပိုကဲတယ်အငံထက်ပေါ့နော်အချိုဘက်ကိုပိုကဲတယ်ပြီးတော့သူတို့ကဘယ်လိုပြောမလဲကျွန်တော်တို့မြန်မာပြည်မှာကျတော့ခောက်ဆွဲကြော်တွေကြော်တဲ့ခါကျရင်ကော်ရီကိုများများထည့်ပြီးတော့မှဒီအရေးရွှဲရွှဲလေးပြီးအမေကာလာနက်နက်လေးပေါ့နော်ကာလာမဲမဲလေးရအောင်ဒီ dark soy sauce ပေါ့ငမ်းမြားရေးပဲငမ်းမြားရေးအနောက်ကိုနည်းနည်းများများထည့်တယ်ပြီးတဲ့ခါကျတော့
ကော်ရီကိုနည်းနည်းများများလေးထည့်လိုက်အဲ့ခါမှာတော့အရေးရွှဲရွှဲလေးဖြစ်သွားတာပေါ့နော်သူတို့ကြတော့အဲ့လိုမျိုးအရေးရွှဲတာမျိုးမလုပ်အရေးရွှဲအောင်မလုပ်ဘဲနဲ့ခောက်ဆွဲကြော်ကိုပေါ့နည်းနည်းခက်6လေးဖြစ်မဲ့ပုံစံမျိုးနဲ့သူတို့ကြော်လော်ထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ငရုတ်သီးအဆက်ကလည်းဒီငရုတ်သီးအနီတွေကိုပပလီးပြီးတော့မှဒါလမ်းပြရည်နဲ့ရောပြီးတော့မှအဆက်ဖြစ်သွားလောက်ထားတာပေါ့နော်အဲဒီတော့ခက်ဆက်လေးနဲ့ခန့်လေးပေါ့အရသာအဲ့ဒီပဲသွားပါတယ်အဆက်အရသာကွက်တိပါပဲဒီခောက်ဆွဲရဲ့အရသာနဲ့ငရုတ်သီးရဲ့အရသာနဲ့နှစ်ခုလုံးအဟန့်ညီပြီးတော့မှတိတ်စားကောင်းတဲ့ခောက်ဆွဲကြော်တွေဖြစ်လာတယ်စကားလေးတစ်ပြောနဲ့စားလိုက်တာခောက်ဆွဲကြော်လဲကုန်ကန်ပြီးပြီတိတ်စားလို့ကောင်းတယ်ဘိုက်ထဲမှာလည်းပြည့်တယ်ချင်းချင်းတွေလည်းပြည့်သွားတာပေါ့နော်အဲဒီတော့ဒီတစ်ခေါက်မှာခုလိုစဆုံးကြည့်ရှုပေးပြီးကျေးဇူးတင်ပါတယ်နောက်ပတ်တွေမှာလည်းကွာလာလမ်ပူမြို့လေထဲကအစားအစာတွေကိုလိုက်လံစားသုံးပြအောင်မှာဖြစ်လို့အတူဆက်လက်ဆောင်မြော်ကြည့်ရှုအားပေးပါဦးလို့ဖိတ်ခေါ်လိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်